ဒီနောက်မှာတော့ဘုန်းကြီးကိုဝေကြီးကချင်းညိုရဲ့လက်ပင်ကိုဆွဲညှစ်လိုက်ပြီးလေးဘောကိုမြှောက်ထားလိုက်ပါတယ်ဘုန်းကြီးကိုဝေကြီးကလည်းအလွန်ဒေါသထွက်နေခဲ့ပြီးချင်းညိုရဲ့လက်ပင်ကိုအားကုန်ညှစ်ထားလိုက်တော့တယ်ဗျာထိုမြင်ကွန်းကိုမြင်တွေ့နေရတဲ့အကိုဖြစ်သူမုံညိုလည်းအာယုံကိုမပြတ်ပြအောင်စူးစီးပြီးလက်အုပ်ကိုခြိလိုက်ကဂါထမန္တန်များကိုဆက်လက်ရွတ်ဆိုနေပါတော့တယ်မြူကိုမြူမုံနေရဲ့ကြားမှာတော့ညီဖြစ်သူချင်းညိုဟာဘုန်းကြီးကိုဝေကြီးရဲ့နှိပ်စက်မှုတံကိုအလူအလဲခံစားနေရပါတယ်မကောင်းဆိုးဝါးဘုန်းကြီးကိုဝေကြီးကတော့ရဲရဲတောက်နေတဲ့မျက်ဝန်းစုံနဲ့တူချင်းညိုကိုကြည့်ပြီးတော့ကြောက်မက်ဖွယ်ရအတန်နဲ့ကြီးများနဲ့လဲအော်ဟစ်လုံနေခဲ့တာပါတစ်ဖက်မှာလည်းအကိုဖြစ်သူမုံညိုကဂါထမန္တန်များကိုအဆက်မပြတ်ရွတ်ဆိုနေခဲ့တာပေါ့ဒီလိုနဲ့အချိန်တစ်ခုကြာလာခဲ့ပြီးမုံညိုရဲ့မှုံဝင်အင်းပြားလေးကလည်းအယောင်တက်လက်လက်တောက်ပလို့လာပါတော့တယ်ထို့နောက်မှာတော့အဝါရောင်မီလင်းတန်းများတောက်လာတဲ့ထိုမှုံဝင်အင်းပြားလေးစီကနေပြီးမှုံဝင်ကြိုးကွန်းတစ်ခုဟာပေါ်ထွက်လို့လာပါတော့တယ်ထိုမှော်ကြိုးကွန်းလေးကလည်းအဝါရောင်လင်းတန်းများဟာလင်းလန်တောက်ပနေခဲ့တာပေါ့ထို့နောက်မှာတော့အဆိုပါမှော်ကြိုးဝိုင်းလေးကဘုန်းကြီးကိုဝေကြီးရှိရာစီကိုပြေးသွားခဲ့ပြီးဘုန်းကြီးကိုဝေကြီးရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်နှောင်ဖွဲလို့သွားခဲ့ပါတယ်ဒီခါမှာတော့ဘုန်းကြီးကိုဝေကြီးဟာချင်းညိုကိုလွတ်ချလိုက်ပြီးအနောက်ကိုတွန်းဆုတ်သွားခဲ့တယ်ဗျမုံဝင်မီးကြိုးကလည်းမကောင်းဆိုးဝါးဘုန်းကြီးကိုဝေကြီးကိုတင်းတင်းကြပ်ကြပ်ချုံနှောင်ထားခဲ့ပါတယ်ဘုန်းကြီးကိုဝေကြီးဟာချုံနှောင်ခြင်းကိုခံလိုက်ရတဲ့ခါမှာတော့နားကျင်ပူလောင်သွားပြီးအတန်နဲ့ကြီးနဲ့အတူအော်ဟစ်နေပါတော့တယ်ညီဖြစ်သူချင်းညိုကလည်းလဲကျနေရာကနေထလာလိုက်ပြီးမုံညိုရဲ့အနားကိုသွားခဲ့တယ်ဗျထို့နောက်မှာတော့ညီကိုနှစ်ယောက်ဟာလက်အုပ်ကိုပြန်တူချိလိုက်ပြီးဂါထမန္တန်များကိုတံပြန်ရွတ်ဆိုလိုက်ပြီးတော့ဘုန်းကြီးကိုဝေကြီးကိုစတင်တိုက်ခိုက်ကြပါတော့တယ်ဘုန်းကြီးကိုဝေကြီးကတော့မုံဝန်ကျိုးခွန်းနဲ့ချုံနှောင်ခံထားပြီးနာကျင်စွာဟဲ့ော်ရင်ရုံးကန်လှုပ်ရှားလို့နေခဲ့ပါတယ်သူ့ရဲ့အော်တန်နကြီးကလည်းတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တာပါဒီကမှာတော့ဘုန်းကြီးကိုဝေကြီးကအတန်ကိုအော်ဟစ်ရင်ချီနှောင်ထားတဲ့မုံဝန်ကျိုးတွေကိုဖျက်ချလိုက်တော့တယ်ဗျထို့နောက်မှာတော့ဘုန်းကြီးကိုဝေကြီးဟာချီနှောင်ထားရကနေလွတ်မြောက်သွားပြီးညီရဲတောင်နေတဲ့မြုံဝန်းစုံနဲ့တူချင်းညိုတို့ညီကိုကိုမျက်စိတောက်ထောက်ကြည့်ရှုနေပါတော့တယ်မုံညိုနဲ့ချင်းညိုတို့ရဲ့မော်ဆွမ်းအားကြီးမားလာခဲ့သလိုဘုန်းကြီးကိုဝေကြီးရဲ့ပညာဟာလည်းအတော်လေးကိုမြင့်မားလာခဲ့တယ်ဗျဘုန်းကြီးကိုဝေကြီးဟာချုံနှောင်ထားရကနေလွတ်မြောက်သွားခဲ့ပေမဲ့လည်းမုံညိုတို့ညီကိုနှစ်ယောက်ကတော့ဂါထမန္တန်များကိုအဆက်မပြတ်ဆက်လက်ရွတ်ဆိုနေကြပါတယ်သူတို့ရဲ့လက်ထက်မှာလည်းအဝါရောင်မှော်မီးလုံးများဟာစူးရှစွာနဲ့ပဲတောက်လောင်လုံနေခဲ့တော့တယ်ဗျဘုန်းကြီးကိုဝေကြီးကတော့ယခုလိုတိုက်ခိုက်နေကြတဲ့ချင်းညိုတို့ညီကိုနှစ်ယောက်ကိုဒေါသအကြီးစွာနဲ့ပဲစိုက်ကြည့်လို့နေပါတော့တယ်ချင်းညိုတို့ညီကိုနှစ်ယောက်ဟာလည်းဂါထမန္တန်များကိုတံပြန်ရွတ်ဆိုလိုက်ပြီးတော့စွမ်းအားတွေကြီးမားဖို့အတွက်ပြင်ဆင်နေကြတာပါဂါထရွတ်ဆိုတံများဟာတဖြည်းဖြည်းနဲ့ကျဲလောင်လာခဲ့ပြီးလက်ထဲမှာရှိနေတဲ့အဝါရောင်မှော်မီးလုံးများစီကနေအလင်းငွေတန်းများလည်းဖြည်းဖြည်းချင်းဆိုသလိုစတင်ပေါ်ထွက်လာခဲ့တော့တယ်ဗျထိုအလင်းတန်းများဟာမကောင်းဆိုးဝါးဘုန်းကြီးကိုဝေကြီးရဲ့မျက်လုံးကိုပဲစူးစိုက်နေခဲ့တာပါဒီခါမှာတော့ဘုန်းကြီးကိုဝေကြီးကမျက်လုံးတွေပုံမရဲရဲတောက်လာပြီးဒေါသတွေကလည်းတဝုံဝုံနဲ့ပေါ်ထွက်လို့လာပါတော့တယ်ဒီနောက်မှာတော့ဘုန်းကြီးကိုဝေကြီးဟာတင်းမြန်စွာနဲ့ပဲချင်းညိုရှိရာကြီးကိုပြေးဝင်လာခဲ့ပြီးချင်းညိုရဲ့နောက်ကျောကိုကတ်တွေလို့ထားလိုက်ပါတော့တယ်ဒီခါမှာတော့ချင်းညိုလဲဂါထမန္တန်များအောင်မရွတ်ဆိုနိုင်တော့ပဲဟန်ချက်ပြတ်သွားကဘုန်းကြီးကိုဝေကြီးရဲ့ထင်းချုံမှုအောက်ကိုရောက်ရှိသွားခဲ့ပါတယ်ဘုန်းကြီးကိုဝေကြီးကတော့ချင်းညိုရဲ့ခန္ဓာကိုယ်ကိုမျှော့တကောင်လို့တွေ့ထားခဲ့ပြီးကိုက်ဖြတ်စားတောက်ဖို့အတွက်ပြင်ဆင်လို့နေခဲ့တော့တယ်ဗျဒီမြင်ကိုမြင်လိုက်ရတဲ့မိုးညိုလည်းအချိန်ဆွဲမနေတော့ဘဲနဲ့ခါးချမှာရှိနေတဲ့မှုံဝန်ဓာတ်တစ်ချောင်းကိုအလင်းအမြန်ဆွဲထုတ်လိုက်ပါတယ်ဒီနောက်မှာတော့မိုးညိုဟာဘုန်းကြီးကိုဝေကြီးရှိရာစီကိုပြေးသွားခဲ့ပြီးဘုန်းကြီးကိုဝေကြီးရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတော့တယ်ဒီခါမှာတော့မိုးညိုရဲ့မှုံဝန်ဓာတ်ဟာဘုန်းကြီးကိုဝေကြီးရဲ့နောက်ကျောကိုထိုးဖောက်ဝင်သွားခဲ့ပြီးဘုန်းကြီးကိုဝေကြီးရဲ့ခန္ဓာကိုယ်အတွင်းကနေလည်းသွေးများဟာဒလက်ဆက်စီးကြလို့လာပါတော့တယ်ဒီခါမှာတော့ဘုန်းကြီးကိုဝေကြီးဟာချင်းညိုကိုလွတ်ချလိုက်ပြီးနောက်ကျောကိုဓာတ်ထိုးဆိုင်လိုက်တဲ့မိုးညိုကိုနီရဲတောက်နေတဲ့မြုံဝန်းစုံနဲ့တူစိုက်ကြည့်လို့နေတော့တယ်ဗျချင်းညိုနဲ့မိုးညိုတို့ညီကိုနှစ်ယောက်ဟာလည်းဓာတ်နဲ့ထိုးတက်လိုက်ပြီးဖြစ်တာကြောင့်မကြခင်မှာပဲဘုန်းကြီးကိုဝေကြီးဟာမြေပြင်ပေါ်မှာလဲကျပြီးရှုံးနေသွားလိမ့်မယ်လို့ထင်နေခဲ့ကြပါတယ်ဒါပေမဲ့လည်းဘုန်းကြီးကိုဝေကြီးဟာဘာမှဖြစ်မသွားပဲချင်းညိုတို့ညီကိုနှစ်ယောက်ကိုဒေါသမျက်လုံးအစုံနဲ့သာစိုက်ကြည့်နေတော့တယ်ဗျယခုလိုမျိုးဘာမှဖြစ်မသွားတဲ့ဘုန်းကြီးကိုဝေကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ချင်းညိုလဲအံ့ဩမင်သက်မိသွားပြီးကြောက်စိတ်များလည်းဖြစ်ပေါ်လို့လာပါတော့တယ်မကောင်းဆိုးဝါးဘုန်းကြီးကိုဝေကြီးဟာကျေလောင်စွာနဲ့ပဲအော်ဟစ်လိုက်ရင်ငင်းမောကြည့်နေတဲ့ချင်းညိုရှိရာစီကိုအချိန်အဟုန်နဲ့အမြန်ပြေးလာခဲ့ပါတယ်ဒီခါမှာတော့မုံညိုဟာလည်းမှုံဝတ်ဓာတ်တစ်ချောင်းကိုခါကြားထဲကနေထုတ်ယူလိုက်ပြီးမကောင်းဆိုးဝါးကြီးရဲ့အခြေအနေကိုသတိရှိရှိနဲ့စောင့်ကြည့်နေပါတော့တယ်ဒီနောက်မှာတော့ဘုန်းကြီးကိုဝေကြီးကလည်းချင်းညိုရှိရာစီကိုပြေးဝင်လာခဲ့ပြီးအချိန်ပြင်းစွာနဲ့ပဲခုံအုံးလိုက်တော့တယ်ဗျဒီနောက်မှာတော့မုံညိုဟာ
လက်ထက်ကမုံဝန်ဓာတ်ကိုတုံးပြီးဘုန်းကြီးကိုဝေကြီးကိုပြစ်ပေါက်လိုက်ပါတော့တယ်